မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ကျမတို့အိမ်သုံးဓာတ်ဆက်တွေမှာဘယ်လိုအချီထိုးလဲဆိုတော့ပြောပြပေးပါမယ်ပထမဆုံးဒီဆက်ရဲ့ဘယ်ဘက်ချမ်းကဒီအဖုံးယူဖွင့်မယ်ပေါ့နော်ဖွင့်ပြီးတော့နောက်ကနေအချီထိုးမယ်ထိုးပြီးတော့ရလာတဲ့ဟာကိုသူ့ရဲ့ခြေလိုက်ရတိုင်းအပေါက်လေးမှောင်ထိုးပါမယ်ပြီးရင်ဒီဘိန်းလေးထဲကိုထည့်မယ်ပေါ့နော်ထည့်ပြီးတော့မှဒီပေါက်ကြီးထဲကိုထည့်ပါမယ်ထည့်တဲ့အခါမှာခြေတစ်ပြင်းနဲ့ထိုးရတာမလွယ်ဘူးဆိုခြေလေးကိုခောက်ပြီးတော့ထိုးမယ်ပေါ့နော်ပြီးပြီဆိုရင်ခြီကိုဆွဲထုတ်ပြီးတော့ဒီတိုင်လေးပေါ့နော်သူ့ရှိမှရှိတဲ့တိုင်လေးရဲ့အနောက်ဘက်ကနေခြီရလာပါမယ်ဒီတိုင်ကိုကြော်ပြီးတော့မထိုးပေါ့နော်ဒီတိုင်ရဲ့အနောက်ဘက်ကိုခြီကိုပို့မယ်ပို့ပြီးတဲ့အခါမှာအဲ့ဒီတိုင်ရဲ့အောက်ခြေနားလေးမှာဂျိတ်ကွင်းလေးရှိတယ်အဲ့ဒီဂျိတ်ကွင်းလေးထဲကိုခြီကိုမိအောင်ထည့်ပါမယ်တစ်ခါတလေကြားလို့ရှိရင်ဒီအပေါက်ကထိုးထားလေးရဲ့နဲ့ပေါ့နော်ခြီချောင်းမလှတာတွေပါလေဆိုလို့ရှိရင်အဲ့ဒီဂျိတ်ကွင်းလေးမှာလွတ်နေတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ပြီးသွားပြီဆိုရင်ကျမတို့လက်ဘိန်းလေးလက်နဲ့ဒီဘိန်းလေးတစ်ချက်လှည့်မယ်လှည့်ပြီးတော့ဒီမှာအပေါက်မှန်အောင်ထိုးမယ်ပေါ့နော်ထိုးတဲ့အခါမှာသူကခြီကိုလားရအတိုင်းပဲထိုးမယ်ပေါ့နော်ဒီနောက်ဆုံးအဆင့်ကျမှဆန့်ကျင်ဘက်ကိုပြန်ထိုးပါမယ်ဒါဆိုရင်တော့တပင်ထိုးပြီးသွားပြီပေါ့နော်နောက်တဲ့အောက်ခြေတပင်ထိုးတဲ့အခါမှာဒီခြီချောင်းလေးအပေါ်မှာတင်နေရမယ်ပေါ့နော်မှောင်လေးထိုးပြီးပါမယ်ပြီးအောက်ခြေနားမှာဒီစီထဲတဲ့နေရာနားမှာအပေါက်ထိုးတဲ့နေရာတစ်ခုရှိပါတယ်အဲ့ထဲကိုတေချာလေးမှောင်ထိုးပါမယ်ပြီးတဲ့အခါမှာသူ့ဘေးမှာဒီဘိန်းကွင်းလေးရှိရပေါ့နော်အဲ့ကွင်းလေးထဲကိုလည်းတေချာလေးဝင်အောင်ထည့်ပါမယ်ပြီးတဲ့အခါမှာသူ့ဘေးပေါက်မှာရှိတဲ့အပေါက်လေးတစ်ခုထိုးပါမယ်ခြီတွေကဘာမှမခတ်ပါဘူးသူ့ရဲ့လားရအတိုင်းပဲထိုးပါမယ်ကဲအောက်ဆုံးအဆင့်မှာဆိုလို့ရှိရင်ဂျိတ်ကွင်းလေးရှိရပေါ့နော်ဂျိတ်ကွင်းလေးကိုချိန်ပြီးမှအောက်ကကွင်းနှစ်ခုကိုထည့်ပါမယ်ပြီးရင်ဒီဘိန်းလေးကိုတစ်ချက်လှည့်လိုက်ပါမယ်လှည့်လိုက်လို့ရှိရင်ဒီအချီထိုးတဲ့ဂျိတ်ကွင်းလေးကအပြင်ကိုနည်းနည်းထွက်လာမယ်ပေါ့နော်ခြီထိုးတာကလေတစ်ခါတလေမှနည်းနည်းလေးလွဲသွားတဲ့နဲ့ကိုဒီခြီချောင်းတွေမှာအရန်သိတာတယ်ပေါ့နော်အဲ့တော့ဒီအပေါက်ထိုးတဲ့နေရာမှာတေချာလေးမှန်အောင်ထိုးပေးရပါမယ်ဒါဆိုလို့ရှိရင်အောက်ခြီလေးနှစ်ဖက်လုံးကျမတို့ထိုးပြီးသွားပြီပေါ့နော်ဒါဆိုအပေါ်ခြီထိုးပါမယ်အပေါ်ခြီထိုးတဲ့အခါမှာလည်းဒီတိုင်းလေးပေါ့နော်တိတိကျကျလေးကြည့်ပြီးတော့လိုက်လုပ်ကြည့်မခတ်ပါဘူးပြီးရင်ဒီဘိန်းလေးတွေကိုထည့်ပါမယ်ဒီနားမှာခြီထိုးတာလေအောက်ကနေအပေါ်ကိုထိုးတဲ့ပုံစံမျိုးလေးပဲလာတယ်နော်ခြီချောင်းတွေကအပေါ်မှာရှိနေမယ်အောက်ကနေအပေါက်ကလေးကိုအောက်ကနေထိုးပြီးတော့မှအပေါ်ကနေနောက်ဆုံးမှပြန်ထိုးတာပေါ့နော်ဒီပုံစံမျိုးလေးပါခြီချောင်းလေးတွေဒီတံပြားလေးတွေအပေါ်မှာရှိနေရပါမယ်ကဲပြီးရင်သူ့ရဲ့အောက်ခြေမှာအပေါက်ထိုးတဲ့နေရာလေးတစ်ခုရှိတယ်ခြီချောင်းတွေကဆန့်ကျင်ဘက်လာစရာမလိုဘူးเนาะအဲ့ဒီခြီချောင်းလေးတွေကသူ့ရဲ့ခြီသွားရအတိုင်းလေးပဲအလိုက်တင်လေးထိုးပေးရုံပါပဲဒီအပေါ်ခြီကလေကျမကတော့ခဏခဏပြတ်တတ်တယ်ပေါ့နော်ဒီခါကြလို့ရှိရင်ဒီအပေါ်ခြီမှာလည်းအဲ့လိုပဲခြီထိုးတာမမှန်တာတွေခြီကတင်းအားကအရန်ဒီတိုင်နေမှာပေါ့နော်ခြီလုံးတင်တဲ့တိုင်နေမှာအရန်ကျိုးတွေညှိတာမျိုးဆိုလို့ရှိရင်လည်းခြီတွေကတင်းပြီးပြတ်ထွက်တယ်ပေါ့နော်နောက်ဆုံးစိတ်နေနဲ့ဒီအပေါက်သေးလေးထိုးတဲ့အခါမှာခြီမြင်ကိုရှေ့ရနေပြီးတော့ပဲထိုးထည့်ပါမယ်ဒါဆိုရင်တော့ကျမတို့၃ခုလုံးကိုခြီ၃ပင်လုံးထိုးပြီးသွားပြီပေါ့နော်ဒါဆိုရင်ကျမတို့စမ်းကြည့်ပါမယ်တကယ်လို့ကိုယ့်ရဲ့ကိုနင်းလိုက်တဲ့ဆက်မှာဒီချီထွက်မလှဘူးဆိုလို့ရှိရင်ကျမတို့အပေါက်ထိုးထားတဲ့နေရာလေးတွေကိုတစ်ခုပြီးတစ်ခုတေချာလေးလိုက်ဆက်ပေးရပါမယ်ကျမတို့အမြဲတမ်းပဲဒီချီထွက်မလှဘူးဆိုရင်အမြဲတမ်းစစ်ကြည့်တနေရာမဟုတ်တနေရာမှာလွဲနေတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင် channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်